ဆက်လိန်ခံရတော့မယ်ကိုတို့တွေတရားစာဟောတဲ့ထီရဝါဒနဲ့ပြောခဲ့ပါတယ်မြန်မာနိုင်ငံကကြည်လေမင်းတို့ကြည်လေကိုကနန်း9 ရက်9 လဆရာတော်ဘုရားတွေ45 ပါးနိုင်ငံတော်ကြီးခဲ့တွေကလည်း4500 28 ပါး45 ပါး2900ခုထိလှုပ်တုံးမဲ့ဆိုတော့ကိုကနန်းကောင်းတယ်ဆိုရင်10 ကနန်းဖြစ်တဲ့မဂ္ဂင်7 ပါးလေ10 ကနန်းနဲ့မဂ္ဂင်7 ပါးရှိပါပြီဟာ10မှာကောင်းတယ်ဆိုရင်9ဘုဇင်9 ပါးလေဟာ9ပဲကောင်းတယ်ဆိုရင်တရားကုံတော်6 ပါးလေဟာ6ကကောင်းတယ်ဆိုရင်အနန္တနာ5 ပါးလေ5ပဲကောင်းတယ်ဆိုရင်သစ္စာ4 ပါးလေ3မကောင်းအောင်ဆိုယရနာ3 ပါးလေသူရှိနေတာပဲအဲ့လိုမကောင်းကြီးပြောရင်ယရနာ3 ပါးသစ္စာ4 ပါးအနန္တနာ5 ပါးတရားကုံတော်6 ပါးဘုဇင်9 ပါးမဂ္ဂင်7 ပါးဘုရားကုံတော်9 ပါးသူရှိနေတာပဲဟောဗျာပါရမီ10 ပါးဟောဗျာကနန်းကောင်းတာဆိုအကုန်ရှိတာပဲတဆူသာရ2 မန္တဝရ3 စုသာရမန္တ4 စုပြဗတ္တ5 စုပါဘုရားစုံမကိုးဝယ်ကောင်းတယ်ဘသူပြောတယ်မေးရောတဆူတဲ့ပွင့်တဲ့ကဘာရှိတယ်2 စု 3 စု 4 စု 5 စုဖះတော်မှာစုံပွင့်တယ်မပွင့်တော့ဘယ်ငနေကစုံမကိုးဝယ်ကောင်းလေဖះစုံကွဲကောင်းရင်ခိုက်တယ်လေခက်တယ်လေတဲ့မင်းတို့စဉ်းစားသင့်ပြီလေဟောဗျာတဆူသာရကဘာ2 စုပွင့်ရင်မန္တကဘာ3 စုပွင့်ရင်ဝရ4 စုပွင့်တော့သာရမန္တ5 စုပွင့်တော့ဗတ္တကဘာဟောဗျာလို့ဆိုရင်ဘုန်းကြီးတစ်ပါးပဲပြင်မယ်2 ပါးပဲပြင်မယ်တက်နေတယ်တော့ပြင်ကွာဟဲ့နေရလေဘုန်းကြီး2 ပါးလေစုံမပြင်ကောင်းနေဘယ်သူကပြောလဲမေးရောကိုတက်နေတယ်တော့ပြင်တာကွာ2 ပါးပြင်လိုက်1 ပါးမှပြင်တော့ဘာဖြစ်လို့လဲကဲမေးကြည့်ချင်းလို့ပါမကြွေးဘူးကွာမင်္ဂလာဆောင်နဲ့ဆုံးမကပ်ဘူးကွာဘာဖြစ်လို့လဲကဲမင်္ဂလာမဆောင်ဆုံးမကပ်ညာပြီခလေးသရာကျွန်တော်မွေးသွားတာဘုံကြီးပဲရှုံးကတော့5 ပါးပြင်တယ်ကွာ4 ပါးပြင်တယ်ကွာဟဲ့4 ပါးဟာနေလေလေးပြင်မရှိလိုက်တယ်သစ္စာ4 ပါးကွာဟောဗျာဘုန်းကြီးပြင်တာဆိုစုံနေမတွေပတ်စံလူရင်ပဲ1110တဲ့ဟာ17 မင်းကြီးနဲ့လာသေးတယ်17 တောင်ဖျားတယ်အမေကိုနှဝင်းတဲ့8 တောင်ဖျားဘယ်သူမှမတူ108 တောင်မလားကိုကနန်းဒီကမောင်ခင်ဗျားတို့ကလည်း10 ကနန်းနဲ့ရတာမဂ္ဂင်7 ပါးလေပရိက္ခယာ7 ပါးလေသာသနာအမွေ7 ပါးလေဟောဗျာအဲ့ဒါတွေလုံးနေတော့မေဇာဒိဋ္ဌိကရှေ့ကတည်လိုက်ကောတဲတော့ပြုတ်လိုက်တဲ့ကာယကံပြောလိုက်တဲ့ဝစီကံဟောမလာသေးတယ်ဗျာအရင်ကအရာရှိတွေကဩဇာတိနဲ့မင်းကိုတီဆရာတော်ကလည်းဒီလိုတိုင်းမှုတွေမှာဆွမ်းကန့်တယ်ဘုန်းကြီးတွေပြောတော့မပြောတော့ပါဘူးလေဆရာတော်ဘုရားတွေလည်းဗိုလ်ချုပ်တွေဆိုရင်သူတို့ကလည်းအကုန်လုံးသမျှအကောင့်ထင်တာဘာလို့တယ်လဲဆိုတော့ဩဇာတိအတိက2 မျိုးတည်းပါလားဆိုတော့ဩဇာတိနဲ့မင်းကိုတီဩဇာရှိခြင်းနဲ့မင်းတွေကကွတ်တယ်တဲ့မင်းကိုတီမင်းကကွတ်တယ်တပြည့်သီးမလူနဲ့အချမ်းစီပြက်တယ်ပန်းသီးပင်မန်းတယ်ဟာဗျာရိုးဆိုရင်ယိုသွားတယ်တဲ့အယူတွေဘုရားကြောကြတော့တဲ့ဘေးရနဲ့ဗရာမို့ဘုရားမို့ဗရာဆိုတာပဲကလားစကားပဲပြောတာပဲကိုလုံးကြောလို့ဗရာကြောခေါ်တာဘာပဲဘေးတွေကြောတာတဲ့ပေါက်တဲ့ကရရှောက်လို့တော့ထေရဝါဒတဲ့ပြည့်စည်ကိုဩဇာသီးတဲ့မဲဩဇာရှိတယ်မင်းကိုဒီမင်းတွေကွတ်တယ်မင်းတွေမကွတ်လို့ဒီလိုဖြစ်ခဲ့တာလေကြောင်းတောင်းနေလောက်တာလေအဲ့ဒီသီးနှလုံးမကတ်ရတယ်ဗျာဘာလဲမန္လကာသီးတဲ့မရှာရှိတယ်တဲ့ပထမရွက်တဲ့အဲ့အမျိုးတွေကိုရိုနိုင်ငံများတော့ဒီကလေးတွေကဒါနဲ့ကြီးပြီးတော့မိစ္ဆာဒိဋ္ဌိကရှေ့ရောက်သွားတယ်